April လမှာဘန်ကောက်ရောက်လာတယ်ဆိုလို့ရှိရင်အရန်ပူတယ်ခရီး plan တွေကိုလည်းဖြစ်နိုင်မနက်စောပိုင်းနဲ့ညနေပိုင်းကိုပဲ plan ရတယ်ပေါ့နော်ဝါအာရွန်ကိုအရင်တော့တစ်ခေါက်တော့နေ့လယ်ပိုင်းသွားခဲ့ဘူးတယ်အခုတစ်ခါမရောက်တာလည်းကြာပြီဆိုတော့ညနေပိုင်းလေး plan ပြီးတော့လာဖြစ်တယ်ပေါ့နော်လှေစီးပြီးသွားမယ့်ချိန်မှာနေဝင်စားပြုတ်နေပြီဖျားဝင်းကတော့6နာရီခွဲဆိုရင်ပိတ်တယ်ဒါပေမဲ့ကိုက6နာရီခွဲမတိုင်နေအထက်ရောက်သွားတယ်ဆိုလို့ရှိရင်နေလို့ရရပေါ့နော်ကိုရီရောက်သွားတဲ့အချိန်မှာကညဦးပိုင်းဖြစ်သွားတော့မီးတွေလည်းထွန်းလိုက်တယ်အရန်ကိုအေးချမ်းတယ်သူတို့စီမှာရောင်းနေလေ honey lemon soda drink လေးဝယ်တောက်ပြီးတော့ထိုင်လိုက်ပြီးရင်ဒီ temper တွေကိုပတ်ကြည့်ပြီးတော့လေသွားတာအရန်ကိုအေးချမ်းပြီးတော့ဘန်ကောက်ရဲ့ဆူဆူညံ့ညံ့နေတဲ့ဟာကိုခဏကွဲထွက်လာတဲ့ပုံစံမျိုးလေးခံစားရတယ်အဲ့တော့ခရီးသွားရတာလည်း vibe အသက်လေးရရပေါ့နော်ဖះလဲဖူးပေးပြီဆိုတော့နောက်ထပ် personality တစ်ခုကိုရွှေ့လိုက်မယ် China Town မှာညစာသွားစားမှာဖြစ်ပါတယ် plan လောက်ထားတာမရှိဘူးပေါ့နော်ဘယ်ဆိုင်နေစားမယ်ဆိုပြီးတော့တွေ့တဲ့ဆိုင်လူတွေတန်းစီရများတဲ့ဆိုင်ဆိုလို့ရှိရင်ဝင်တိုးပြီးတော့တပွဲစာစီဝယ်ပြီးစားလိုက်တာပါပဲဒါပေမဲ့အဲ့ဒါတွေကလည်းရွေးချယ်မှုတွေအကုန်လုံးမှန်ကန်ခဲ့ရပေါ့နော်အရန်စားလို့ကောင်းတယ်လူများတဲ့ဆိုင်မြင်ဝင်တိုးလိုက်တယ်တပွဲယူလိုက်တယ်ပြီးရင် sharing လုပ်ပြီးစားတယ်ပေါ့နော်မိုက်တယ်อ่ะအစားတောက်အရန်ကြိုက်တဲ့ foodie တွေအတွက်တော့ China Town ကတကယ်ကိုနိဗ္ဗာန်ဖုံကြီးပါပဲဒါပေမဲ့တစ်ခုကတော့လေကျူဝါနဲ့ဆိုင်တိုင်းပေးလို့မရဘူးအချို့ဆိုင်တွေက cash ပဲလက်ခံတယ်ဆိုတော့ကိုက cash တော့နည်းနည်းဆောင်သွားဖို့လိုတယ်ပေါ့နော်ရာသီဥတုအရန်ပူလို့ခရီးသွားမှာစိတ်ပင်ပန်းနေရဆိုလို့ရှင်လေကိုယ့်ရဲ့ခရီး plan ကိုမနက်ပိုင်းလေးတွေရညနေပိုင်းညဦးပိုင်းလေးတွေကို plan ပြီးတော့လဲသွားလို့ရပါတယ်အဲ့ဒါဆိုကိုကလူကလည်းပိုတက်တာပြီးတော့အပူတန်းကလည်းပိုပြီးတက်တာရပေါ့နော်ပြီးတော့ပိုပြီးတော့လဲခရီးမှာ enjoy ဖြစ်တာကိုတွေ့ရတယ်ဘန်ကောက်လာလေတော့ဖះသွားမယ်ဝက်အာရွန်သွားမယ်လို့ plan ထားလို့ရှင်တော့နေ့လည်ခင်းလာထပ်ပေါ့နော်ညနေ6နာရီမတိုင်ခင်သွားပြီးတော့ညဦးပိုင်းလေးလာတာကပို့ပြီးတော့ chill ဖြစ်ပြီးတော့ပို့ပြီးအေးချမ်းပါတယ်အဲ့ချိန်လေးလာခဲ့ဖို့ recommend တယ်ပေါ့နော်ပြီးရင်တော့ဘိုက်ဆာဆာနဲ့ China Town ကိုပြေးလိုက်ပါအဲ့ဒါဆိုရင်တစ်ခုချင်းကပို့ပြီးတော့စားလို့ကောင်းပြီးတော့အရန်ကိုပျော်ရွှင်တက်ကြွနေပါလိမ့်မယ်ဗီဒီယိုတွေကလို့ဒီ vlog လေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ်လည်း vlog လေးတင်လို့အတွက်ပေါ့နော်ရိုက်ကူးရေးပိုင်းရော active ပိုင်းရောဆက်ပြီးတော့ကြိုးစားလိုက်ပါအောင်မေအားလုံး bye bye ပါတော်တော်ချို့